အခုဆရာမတို့ကဒီတနင်္လာသားသမီးတွေရဲ့အော်တိုဘာလမှာကြုံတွေ့ရမယ်ကံကြမ္မာ hostel လေးကိုအရင်ဆုံးဟောပေးမယ်เนาะအဲ့တော့ဒီ hostel လေးထဲမှာပထမအောင်ဆုံးတနင်္လာသားသမီးရဲ့ဒီစီးပွားရေးလုပ်ငန်းတွေအကြောင်းဆရာမတို့ဟောပေးမယ်เนาะအဲ့တော့ဒီစီးပွားရေးလုပ်ငန်းတွေမှာလက်ရှိလုပ်နေတဲ့အလုပ်တွေပေါ်မှာကိုယ့်ပေါ်မှာပတ်ဝန်းကျင်အတိုင်းဝိုင်းနေပြီးတော့ရိုက်ခတ်ပြီးတော့နောက်ရှက်နေရမျိုးလေးတွေကြုံရလိမ့်မယ်နောက်ပြီးတော့ဒီကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေအားလုံးကိုတစုံတစ်ယောက်ကဖိနှိပ်ထားတဲ့လိုမျိုးတွေကိုဘာလုံးလုံးစောင့်ကြည့်နေတဲ့သူတွေရှိနေတာမျိုးလေးတွေကြုံရတတ်တယ်နော်အဲ့တော့ဒီအခုတနင်္လာသားသမီးရဲ့အခြေအကိုဆရာမဆက်ပြီးတော့ဟောပေးမယ်နော်အဲ့တော့တနင်္လာသားသမီးရဲ့အခြေအမှာပြောမယ်ဆိုလို့ရှိရင်တော့အချစ်ကိုလည်းခြာခြင်းတယ်ဒါပေမဲ့ရရှိလာမယ့်အချစ်အတွက်လည်းကိုအတွက်ပေါ့နော်စိတ်နှောက်ယှက်ဖြစ်စရာတွေကြုံရမှာစိတ်ပူနေတဲ့အနေအထားမျိုးလေးတွေကြုံနေရတယ်နော်အခုကတနင်္လာသားသမီးရဲ့ကျမကြီးလေးအခြေအနေလေးကိုဟောပေးမယ်နော်အဲ့တော့တနင်္လာသားသမီးရဲ့ကျမကြီးအခြေအနေကတော့ဒီကလာလေးထဲမှာခြေထောက်နာမယ်ခေါင်းမူးပြိုးအမ်းမယ်ကျမကြီးနဲ့ပတ်သက်ပြီးတဲ့ခါကျတော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်အဆင်မပြေနိုင်တဲ့အနေအထားမျိုးလေးမှာကြုံတွေ့ရတာမျိုးလေးတွေဖြစ်လိမ့်မယ်နော်အခုကတော့ဒီတနင်္လာသားသမီးရဲ့ကျမကြီးပြီးတဲ့အခါမှာသူ့ရဲ့ငွေကြေးရေးကိုဆရာမဆက်ပြီးတော့ဟောပေးမယ်နော်ဒီတနင်္လာသားသမီးကငွေကြေးကန်နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ငွေကြေးကန်ကလေကောင်းတော့ကောင်းတယ်သို့တော်လည်းပဲပေါ့နော်လိုချင်တဲ့အရာတွေရမယ့်ခွင့်လန်းတွေကမျောလင်းထားသလိုမျိုးပေါ့နော်မဖြစ်နိုင်နေတဲ့အနေအထားမျိုးလေးတွေကြုံနေရလိမ့်မယ်နော်အဲ့တော့ဆရာမရဲ့ဒီ page လေးရဲ့ Facebook account လေးတွေရဲ့နောက်ပြီးတော့ TikTok account လေးတွေကို like and share လုပ်ပြီးတော့ follow လေးလုပ်ထားပြီနော်